တူတင်ကြောင်းမြင်မှာစာတူကျက်ရည်ရွယ်ချက်တွေစာပြောရင်ဘဝပြောခင်ဆိုတဲ့ဒီကြောင်းတော့တက်တူမှာဘယ်တက်တူမှာမရှိတဲ့စာဆောင်ထုတ်ဝယ်ခွင့်တစ်ခုကျွန်တော်တို့ကရတယ်ဗျအဲ့ဒါစက်မှုသတင်းစင်ဆိုတာတစ်ပတ်ကိုတစ်ခါထုတ်လို့ရတယ်အဲ့ဒါလည်းပဲကျွန်တော်မှတ်မှတ်ရကျွန်တော်တို့ခေတ်တုန်းကစာပေစစ်စစ်မရှိဘူးဗျစာပေစစ်စစ်မရှိပေမဲ့တက်တူများအုပ်ချုပ်ရေးရုံးစာအဲ့အုပ်ချုပ်ရေးရုံးကိုတော်တင်ပြရတယ်ကျွန်တော်ကပထမကနေပြီး10တန်းအောင်တယ်66 69မှာR&D ရောက်တော့ဗောလေ R&D လည်းအဲ့မှာလည်းစိတ်ပါတယ်ကျွန်တော်အရင်တော့ပညာရေးပဲအဓိကထားပြီးတော့လုပ်တာတော့ဦးစားပေးလုပ်မယ်ဆိုပြီးတော့ဒီရောက်မှလမ်းကြောင်းเนี่ยဘယ်လိုဖြစ်သွားလဲမသိဘူးကျွန်တော်တို့တက်လို့ကျောင်းသားဘဝမှာเนาะအရေးခင်မောင်များစွာကြုံတွေ့ခဲ့ရတယ်အဲ့မှာကျောင်းသားတွေရဲ့စီလုံးညီညွတ်မှုကျောင်းသားတွေရဲ့ဓမ္မကိုမျက်နှာမှုเนาะအမှန်ကိုချစ်မှုဆိုတာတွေကအဲ့ဒါတွေကအလိုလိုနဲ့ကျွန်တော်တို့နှလုံးသားထဲမှာဟိုတောက်ကနေတောက်ကူးဆက်ပြီးတော့များအလိုလိုဖြစ်တည်သွားတာmain ပေါ့နော်ဒါရန်ကုန်တက်တူကြီးအဲ့တက်တူကြီးကိုလည်းတကယ်ချစ်တာဗျကျွန်တော်တို့ကတကယ်ချစ်တော့အခုကျွန်တော်ဟောပြောပွဲတွေပါတယ်မှာဆိုလို့ရှိရင်လည်းဒီကျောင်းသားသမက်ကအဆောက်အဦပြန်ဆောက်ဖို့ကျောင်းသားသမက်ကလုပ်ဖို့အဲ့ကိစ္စတွေကျွန်တော်တို့ဦးစားပေးပြီးတော့ကျွန်တော်ပြောပါတယ်ဘာလို့ဆိုတော့တက်တူအရင်တော့ campus life ကိုအရင်တော့ပြန်ဖြစ်စေချင်ကျွန်တော်တို့ကရန်ကုန်မှာရှိတဲ့တက်တူကျောင်းသားအကုန်လုံးကတိတ်စူးစူးစီစီရှိတယ်ကျွန်တော်တယောက်တည်းခံကြပါကျွန်တော်ကြပြတယ်အကုန်လုံးကကျွန်တော်ဘာအကြောင်းဆိုပြီးလှုပ်ရေးတဲ့အကြောင်းမရှိဘူးဗျသူကသူအလိုလိုမနေနိုင်လို့နှလုံးသားတွေကထွက်လာတဲ့ဟာတွေပဲအဲ့တော့ကျွန်တော်အချစ်ကြပြတော်တော်များများဟာပုံမဲ့လင်းလင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ချစ်သူများအတွက်ပဲဒီတန်ရည်ရွယ်ပြီးတော့ကျွန်တော်ရေးပြတဲ့ကြပြတွေဗျNext SMB2 စာအရှိအပြင်ပြောရင်တော့1966မှာ RIGO Mechanical နဲ့ရောက်ရှိလာပြီးတော့1982ခုနှစ်မှာဘွဲရသွားတဲ့ကျောင်းသားကျောင်းသူတွေလို့အကြမ်းမြင်သတ်မှတ်တာဖြစ်ပါတယ်။လုံးကြည့်ကြတယ်ဒီကျောင်းမှာဘွားကိုစဒီကျောင်းကဘွားကိုထုစစ်နုမြစ်
သူတွေပုံလောင်းအဆိုးအကောင်ဓမ္မအာရမဝေခွဲအနေရဲစို့လှမ်းရည်မြော်ကျွန်တော်တို့ဓမ္မနဲ့အာရမလမ်းကြောင်းအမှန်နဲ့အမှန်တရားချင်းမတရားချင်းကိုမျက်နှိုးတတ်အောင်ကျွန်တော်တို့ကျောင်းကသင်ပေးတာလို့ကျွန်တော်အဲ့လိုပြောတယ် ပထမဘက်ကတော့ကျွန်တော်အတန်းထက်တာပါလေအတန်းထက်တာလေအဲ့ဒီပထမဘက်ကတော့လုံးဝစာသားဒီတိုင်းပဲရာစာသားတိုင်းပဲ ဒီသမှုရအကြောင်းရဲ့အသက်ကကျွန်တော်တို့ရဲ့အကြောင်းကကျွန်တော်တို့ဆရာတွေကကျွန်တော်တို့စာရင်သင်ပေးတာမဟုတ်ဘဝကိုပါသင်ပေးတယ်ဆိုတော့အတိကျွန်တော်နှလုံးသားတွေကဆရာမတွေနဲ့တခါကတပည့်တွေကမကုံသေးလို့နောက်ထပ်တို့တွေပြန်ဆုံးတွေ့ပြီပဲဒီနေရာဟောင်းလေးရိပ်မဲ့တွေ့ရမတူပေမဲ့ဆရာဖက်ခဲ့ပြီအရွယ်လွန်ညောင်းလဲတို့ရဲ့စိတ်တွေနေစဉ်ဘဝစီပဲဘဝမှာဘယ်တော့မှမဟောင်း